သားကြီးကိုပြင်ပြီးတော့ပြန်လာတဲ့အချိန်မှာပဲအမိုက်ပုံကျုံးလေးမှာရှော့ခက်တွေရဲ့တင်မောမဲဘီကိုတွေ့လိုက်ရပါတယ်။ Iceberg ကတင်မောကိုစမ်းကြည့်တဲ့အခါမှာပဲတင်မောလေးစီကနေပြီးတော့နောက်တစ်ခါလောက်ဖြစ်ဖြစ်တငယ်ချင်းတွေအတွက်ရှော့တင်ချင်မှသိရဆိုတဲ့စကားတန်လေးကိုကြားခဲ့ရပါတယ်။ဒါကြောင့် Iceberg ဟာမျောလင်းချက်မရှိတော့တဲ့တင်မောလေးမဲဘီကိုပြန်ပြေးပေးနေပြီးခဲ့ပါတယ်။မချခင်မှာပဲလိုင်းတွေကလည်းလာတော့မှမလို့လက်မှုပညာတွေကလည်းလှမ်းခုံလို့ပြန်လာတဲ့အခါမဲဘီစီကနေကျေးဇူးတင်ပါတယ်လို့ပြောတဲ့စကားတန်လေးကိုပါထပ်ချလိုက်ရတော့ Iceberg တယောက်လည်းအရန်ကိုတန်သွားခဲ့ပါတယ်။ Iceberg ဟာအတော်လေးရုံရင်းပြက်စီးနေပြီးတော့လုံးဝကိုရွှဲမနိုင်တော့ရဲ့မဲဘီလေးဟာလူမပါဘဲနဲ့တယောက်တည်းပင်လယ်ပြင်ထဲကိုရွှဲနေသွားခဲ့တဲ့အံ့ဖွယ်ဖြစ်ရပ်ကိုမြင်ခဲ့ရပါတယ်။ဒီတင်မောအင်ဂျင်နီယာလုံနေတဲ့တသက်တာအတွင်းမှာဒီလိုမျိုးအရန်ကိုထူးဆန်းတဲ့ပင်လယ်ဓမြတင်မောကိုမမြင်ဘူးခဲ့ဘူး။တကယ်ကိုလေးစားစရာကောင်းတယ်လို့ပြောပြလိုက်ပါတယ်။ဒါတွေကိုကြားလိုက်ရတဲ့သူတွေလည်းသူတို့ကိုမဲဘီကလာချိုပေးတဲ့အခိုက်အတန့်လေးကိုပြန်တွေးမိပြီးတော့ Iceberg ပြောတဲ့စကားတွေကိုလက်ခံလိုက်ပါတယ်။သူဟာလည်းအားလုံးကိုအစင်းသင်းဖြစ်ပြီးလားလို့မေးလိုက်ပါတယ်။ပင်နယ်ရှီရောက်ထဲမှာကမှောင်မဲပြီးတော့အရန်ကိုအထီးကျန်ဖို့ကောင်းတာမလို့တငယ်ချင်းတွေအားလုံးကလိုက်ဖို့ပေးမယ်လို့ပြောလိုက်ပြီးလူဘီဟာမဲဘီကိုမီးရှို့လိုက်ပါတော့ဒီချိန်မှာဦးစောတယောက်ရှိနေလို့ရှိရင်ဒီလိုကိစ္စမျိုးတောက်ခံနိုင်မှာမဟုတ်ဘူးလို့လူဘီကပြောနေပြီးတော့ဆိုလေဦးစောကိုအစင်ပြေလားလို့မေးနေခဲ့ပါတယ်ဆိုကန်းကင်းကတော့အားလုံးကတနေ့နှုတ်ဆက်ရမှာပဲမလို့မျက်ရည်စက်တစ်စက်တော့မှမကြပဲနဲ့ရှောင်ချပြီးနှုတ်ဆက်မယ်ဆိုတဲ့စိတ်ကိုလည်းပြင်ဆင်ထားပြီးပြီလို့ဆိုပါတယ်အခုလိုအချိန်ကြာအထိအားလုံးကိုအတူတူရှော့လွှဲခွင့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်မဲဘီကြီးလို့လူဘီကပြောနေပါတယ်ဒီလိုနဲ့သူရဲ့မိခင်ကြားလာပြီးနာမီနဲ့မဲဘီကိုစားပိုက်ဆိုင်ခဲ့ရတဲ့အချိန်လေးတွေအတူတူမဲဘီပေါ်မှာစော်ကစားခဲ့ရလေးတွေကိုပြန်တွေးမိပြီးတော့ဝမ်းနေမိကမျက်ရည်စီးကြလာခဲ့ပါတယ်မဲဘီနဲ့အတူတူဂရန်လိုင်းကိုဝင်ချင်းချိန်တုန်းကလည်းအားလုံးရဲ့အိမ်မက်တွေကိုကိုစီပြောခဲ့တဲ့အခိုက်အတန့်လေးတွေကိုလည်းဆိုတယောက်ပြန်တွေးတော့နေပြီးခဲ့ပါတယ်မိဝေလောင်ကျွမ်းနေတဲ့မဲဘီကိုကြည့်ရင်းနဲ့ရှော့ခတ်တွေလည်းမဲဘီနဲ့အတူဖြတ်တန်းခဲ့ရတဲ့အမတ်တရတစ်ခုချင်းစီတိုင်းကိုပြန်တွေးတော့နေပြီးခဲ့ကြပါတယ်မီးလောင်နေတဲ့မဲဘီလေးဟာလည်းမျက်ရည်စီးကြနေခဲ့ပြီးတော့အခုထက်ပိုပြီးအားလုံးကိုအဝေးထိလိုက်ဖို့ပေးချင်ခဲ့ပေမဲ့သူဒီလောက်ပဲတက်နိုင်ခဲ့လို့တောင်းမှန်ပါတယ်လို့ပြောနေတဲ့အတန်လေးကိုအားလုံးလည်းကြားလိုက်ရပါတယ်ရှော့ခတ်တွေနဲ့မျက်ရည်စားရည်နဲ့အပြည့်ဖြစ်နေခဲ့ပါပြီကထပ်ပြီးတော့အားလုံးရဲ့သူစွန်စားကန်းတွေထွက်ချင်သေးပေမဲ့တောင်းပန်ပါတယ်လို့ပြောနေတဲ့အတန်ကိုဂါလီလာကမ်ပလီကသူတွေကအစအကုန်လုံးကြားနေကြရပါတယ်။လူပီလည်းသူဟာမဲဘီကိုရှေခဲတောင်းနေကြတဲ့တိုက်ပြီးအောင်လုပ်ပြီးခဲ့တယ်။ရွက်တိုင်တွေကိုလည်းချိုးမိခဲ့မှုရဲ့ဇိုးနဲ့စန်ဂျီတို့ကလည်းအယူကောင်တွေမို့လို့အမျိုးမျိုးဖြတ်စည်းခဲ့မိရဲ့။ဖြတ်စည်းသွားလိုက်မှလည်းဦးစောကတေချာလေးပြန်ပြုတ်ပြင်ပေးပေမဲ့ပြန်ပြင်တဲ့နေရာမှာသူကမတော်ဘူး။ဒါကြောင့်တကယ်တောင်းမရမဲ့သူကသူတို့ပါလို့လူပီကမျက်ရည်နဲ့အော်ပြောနေခဲ့ပါတယ်။မဲဘီလေးဟာဘာပဲဖြစ်ဖြစ်သူတကယ်ပျော်ခဲ့ရပြီးတော့အခုထိတန်ဖိုးထားပြီးခဲ့လို့ကျေးဇူးတင်ပါတယ်လို့ထပ်ပြောလိုက်ပါတယ်။ရှော့ခတ်တွေအားလုံးလည်းမျက်ရည်တွေကိုစီအတော်လေးကိုနာကျင်ခံစားနေကြရပါတယ်။ Iceberg ဟာပင်လယ်သားကြီးကိုပြင်ပြီးတော့ပြန်